မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာလေးကတော့မပန်စီလိုပြီးတော့ကိုလင်းလင်းနဲ့မချစ်သူဝေတို့ဒေါ်လာ9သိန်းနဲ့အိမ်ဝယ်တဲ့ဘက်လှည့်ကအချိန်အမြင့်မရှိတပုတ်လီလွန်လိုက်တိုက်ခိုက်နေသူတွေကိုကိုလင်းလင်းကဒဲစင်ခေါ်လိုက်ပြီးမပန်စီလိုတတိပေးလာတဲ့သတင်းနဲ့လိုင်းမော်ကအားချောင်းပြီးတကယ်အပြင်မှာကျအေတင်ကိုဒဲရင်မဆိုင်ရေးပဲပတ်ပြေးနေတဲ့အပြေးချန်ပီယံဆိုမာလီငိမ့်ချန်းခေါ်တမီဆိုးကိုမပန်စီလိုတို့လောင်ပြောင်နေကြတဲ့သတင်းတို့ကိုတင်ဆက်ပေးပါရစေအသက်42နှစ်ပြည့်သွားပြီဖြစ်တဲ့ကိုလင်းလင်းနဲ့မချစ်သူဝေတို့အမေရိကမှာဒေါ်လာ9သိန်းတန်အိမ်ဝယ်လိုက်တာနဲ့ပတ်သက်ပြီးနေဆက်ကြနိုင်ဆိုသူကပွဲဖြစ်နေတဲ့သတင်းဟုဆိုကကိုလင်းလင်းအသီးကို Messenger ကနေအတင်းသွားတုတ်ထားတဲ့ Screenshot နဲ့အတူကိုလင်းလင်းကိုယ်တိုင်ထွေးလင်းကိုအကောင့်ကနေဒဲစိန်ခေါ်လာခဲ့တာပဲဖြစ်ပါတယ်။မောင်နေဆက်ကြနိုင်မင်းကငါမိတ်ဆွေတယောက်စီ Screenshot ပို့ပြီးပွဲဖြစ်နေတာလေလို့ရေးပြီးပို့ရဲဆိုတော့ကဘာတိ Facebook ကနေပဲ Public ဖွင့်ပြီးပဲမေးလိုက်တယ်။ဒီ Screenshot တွေကအိမ်ဝဲတဲ့ကိစ္စမင်းပါသိကျင်လဲမင်းလာမယ်ဆိုလေရင်လက်မှတ်ပို့ပေးမယ်မလာနိုင်ရင်မင်းနေတဲ့မေရီလန်းကိုငါလာခဲ့မယ်မင်းသိကျင်တာတွေဖြေပေးမယ်မင်းတယောက်တည်းသိကျင်တာလားသိကျင်တဲ့အထက်တခြားဒေါ်လန်စစ်လီတွေပါသေးလားမီဒီယာခေါင်းစဉ်ကလူတွေပါသေးလားမင်းနေတဲ့မျိုးကမျိုးနေဘက်တွေကရောသိကျင်တဲ့လူရှိသေးလားအကုန်ခေါ်လာလို့ရရင်ငါလေရင်လက်မှတ်ပို့ပေးမယ်ခက်ခဲမယ်ဆိုရင်လည်းပြောအာမနာနဲ့ငါချက်ချင်းလာခဲ့မယ်အာမနာတမ်းမေးပုံမလင်းလင်းဖြေပေးမယ်အချက်လက်နဲ့ဒီ Screenshot တွေကငွေအမောက်ကငါနဲ့ငါမိမတော်လိုင်းရင်မတိုင်ခင်တည်းကဟိုးဝေးကလေးကမစုမိလာဘူးထင်တာလားတော်လိုင်းရင်ငွေတွေကခိုးပြီးဝယ်တယ်ထင်တာလားရေဒန်ရှိုးခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့လေမင်းပြောတယ်လို့ကြားထားတဲ့တချို့ကိစ္စတွေကိုလေငါမေးချင်နေတာနဲ့အတော်ပဲမင်းမလာနိုင်ရင်ပြောငါလာခဲ့မယ်မင်းလဲဆယ်လီတော်တော်များများနဲ့လည်းသိတယ်မီဒီယာလဲလောက်တာမျိုးလဲရှိတယ်နိုင်ငံရေးသမားတချို့နဲ့လည်းယင်းနီးရလဲရှိတယ်ဆိုတော့မင်းမရှင်းတာသိချင်တာရှိတာမှန်သမျှမျက်နှာချင်းဆိုင်လာရှင်းပြရမှာပေါ့ဒီ Screenshot တွေနဲ့ဒီအကြောင်းအရာတွေကတော်လိုင်းအကြောင်းရှင်းရှုပြီးအားလုံးသိရမှာဖြစ်တဲ့အတွက် Public ဖွင့်ကျင်ပေးလိုက်တယ်ငါဖုန်းနံပါတ်မင်းသွားမေးတဲ့အသည့်ထဲကနေ message ပို့ပေးလိုက်တယ် Facebook အကောင့်လည်းအပ်ထားတယ်ဆိုကတင်လာခဲ့တာကြောင့်နေဆက်ကြနိုင်ဆိုသူကပဲအကိုရေသူများတင်ထားတာတွေ့လို့ကျွန်တော်လည်းဝမ်းမာသွားကြည့်ပြီးအချက်လက်မှန်နေတာနဲ့အကိုမိတ်ဆွေကျွန်တော်မိတ်ဆွေစီလှမ်းပို့ပေးတာပဲရှိပါတယ်ကျွန်တော်အနေနဲ့သိစင်တာရှိရင်တိုက်ရိုက်တရားဝင်မေးလဲရပါတယ်မေးစရာကိစ္စလည်းမဟုတ်ပါဘူးဒါမဲ့အကိုအခုလိုထုတ်ပြီးဖြေမယ်ဆိုရင်လဲဆွဆွဲပြောဆိုပုတ်ခတ်မဲ့သူတွေအတွက်အမှန်တိုင်းရေးပေးရုံပါပဲကျွန်တော်အခုမှအိယာနို့လို့စာပြန်နောက်ကြတာ sorry ပါဆိုပြီးလာရောက်မှတ်ချက်ပေးထားတာပဲဖြစ်ပါတယ်၎င်းရဲ့မှတ်ချက်ကိုလည်းကိုလင်းလင်းကရတယ်ပွဲဖြစ်နေရလေးဆိုတာကဘာကိုပြောတာလဲဒီကိစ္စတွေကြည့်လျောက်ရှင်းပြီးရင်ဒီဘက်ပလစ်မှာပဲရေဒန်ရှိုကိစ္စတွေထပ်ရှင်းမယ်ပွဲဖြစ်နေရလေးဆိုတာဘာလဲဆိုတာပြန်လည်မေးခွန်းထုတ်လာတဲ့အခါမှာတော့အဲ့ဒီ website link ကိုတင်ထားတဲ့မူရင်းပို့ရှိပါတယ်ကိုအဲ့ဒီအောက်မှာပွဲဖြစ်နေကြတာပါကျွန်တော်ကအဲ့ဒီကတွေ့ပြီးမှမှန်အချက်လက်စစ်ပါတယ်မှန်ကန်ဒီမှကျွန်တော်မိတ်ဆွေအကိုမိတ်ဆွေစီတီးရအောင်လှမ်းပို့တာပါတဲ့ဒီခါမှာတော့ကိုလင်းလင်းကဘေးစစ်ဆဲမှုကိုမှအဖြစ်ရှင်းပေးဖို့ငါကဘေးကောင်ထဲမှာစာချုပ်ချုပ်မထားဘူးဟုဆိုကပြန်လည်မှတ်ချက်ပေးခဲ့တာပဲဖြစ်ပါတယ်ပြောင်ကြီးကမဲဆောက်ခွေးညိုကလည်းကိုရီမာဒေါ်လာ1000တန် iPhone လေးဝယ်တာတောင်ကြွားကျင်တာတရွာနဲ့တချို့များဒေါ်လာ5သိန်းတန်ဝယ်တာတောင်မကြွားကျင်ကြဘူးတရားတော်နဲ့ညီပါပေးတဲ့ဆိုကဖြာဝင်ခင်းထားပြီးတဲ့နောက်တစ်လွန်ထွန်းဆိုသူကလည်းမချစ်သူဝေကမျက်ရည်လေးတဆန်းဆန်းနဲ့ပြောရှာတယ်ထရီဇာတို့ရဲ့စစ်ပေးရှောင်းလေးတွေခလေးလေးတွေသူတို့လေးတွေကျမသမီးအရွယ်လေးတွေ PDF လေးတွေကျမမောင်ညီမအရွယ်လေးတွေတောထဲမှာရုန်းကန်နေရတာဆိုပြီးဟမ်မဆောင်နိုင်မှုငိုရှာတယ်ဗျာလက်ထဲမှာလဲအမေရိကမှာအိမ်ဝယ်ဖို့စုထားတဲ့ဒေါ်လာ9သိန်းကိုကြည့်လိုက်မြန်မာပြည်ကစစ်ပေးရှောင်းလေးတွေရဲ့မျက်နှာကိုပြေးမြင်လိုက်နေအတော်နှလုံးနာနေရှာရင်တစုံတစ်ခုကိုခိုင်ခိုင်မာမာဆုံးဖြတ်လိုက်ပုံရတယ်သူ့ယောက်ျားဘင်းစစ်လင်းလင်းကိုတစ်ချက်စစ်စစ်ကြည့်လိုက်ရင်ကပြက်သားပြောချလိုက်ပါတယ်ယောက်ျားကြီးဟိုရောင်းမယ်ဆိုတဲ့အိမ်ကမလျှော့တော့ဘူးလားယင်းနဲ့ဆိုကလောင်ပြောင်နေတာကြောင့်လေ Revolution ဖန်ဝါကအဆိုတော်ဝိုင်းစုခိုင်သိန်းကအမေရိကန်ဘက်မှဒေါ်လာ3သိန်းပိုင်ဆိုင်မှုရဲဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပူကြောင်းဒီသတင်းနဲ့ပတ်သက်ပြီးလူများစုကတော့ပုံမှန်စီးပွားရေးအောင်မြင်မှုတစ်ခုအဖြစ်လက်ခံနိုင်ကြတယ်လို့ပြည်သူတချို့ကပြောဆိုကြတယ်ဒါပေမဲ့အဆိုတော်လင်းလင်းနဲ့တရုတ်ဆောင်ချစ်သူဝေတို့ဇနီးမောင်နှံကဒေါ်လာ9သိန်းတန်အိမ်တစ်လုံးဝယ်ယူခဲ့တဲ့အပေါ်မှာတော့လူမှုကွန်ရက်ပေါ်မှာပြင်းထန်တဲ့ဝေဖန်မှုတွေအပြစ်တင်ပြောဆိုမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ခရိုနီစီးပွားရေးပိုင်ရှင်စီတီဟာကရဲတိုင်းနဲ့တူတဲ့အိမ်ကြီးတစ်လုံးစောက်လုပ်မယ်လို့ကြေညာခဲ့တဲ့အပေါ်မှာတော့အားပေးထောက်ခံမှုတွေပုံမရရှိခဲ့တာကိုတွေ့ရသလိုတရုတ်ဆောင်ဝတ်မုံရွှေရဲ့ခန်းနာစာသုံးဆွဲနေထိုင်မှုအပေါ်မှာလည်းလူအများစုကအားကျအတူတူပွဲဖြစ်မြင်ကြကြောင်းဥရောပတခွင်သွာလာနေတဲ့လူသိနည်းသူတချို့ထက်တောင်
လင်းလင်းနဲ့ချစ်သူဝေတို့ဟာနာမည်ကျော်ကြားမှုပုံမှုမြင်မာတဲ့သူတွေဖြစ်ပေမဲ့သူတို့အပေါ်အမြင်ဆိုးနဲ့တုံ့ပြန်မှုတွေရှိနေတာဟာစိတ်ဝင်စားဖွယ်ရာဖြစ်ကြောင်းဒီအမြင်ကွဲပြားမှုတွေရဲ့အဓိကအရေးမြစ်ကဘာများလဲလက်ရှိတော်လှန်ရေးလှုပ်ရှားမှုတွေမှာပါဝင်မှုကအဓိကအကြောင်းရင်းပဲဖြစ်ပါတယ်လင်းလင်းနဲ့ချစ်သူဝေတို့ဇနီးမောင်နဲ့အပြင်းထန်ဝေဖန်ခံရတာဟာသူတို့နှစ်ဦးရဲ့နိုင်ငံရေးအခြေအနေတွေမှာတက်တက်ကြွကြွပါဝင်ပတ်သက်မှုတွေကြောင့်ပါပဲသူတို့နှစ်ဦးဟာပြည်ပမှာတစ်လတစ်ကြိမ်ပွဲတွေကျင်းပပြီးအမေရိကန်ဒေါ်လာတောင်းချီသိန်းချီရန်ပုံငွေရှာဖွေပေးပို့နေကြောင်းသိရှိရပါတယ်ဒါအပြင်လွန်ခဲ့တဲ့နှစ်ကရေကြီးမှုဒဏ်သင့်ခဲ့တဲ့ကရင်ပြည်နယ်ကိုလည်းရေပေါ်စီအမှုပညာရှင်တွေပေါ်တင်ကူညီမပေးခဲ့တဲ့အချိန်မှာလည်းသူတို့နှစ်ဦးက300ကျော်တန်းလှည့်အစည်းလိုက်ကူညီလှူဒန်းပေးခဲ့ကြောင်းကိုလည်းထောက်ပြပြောဆိုမှုတွေရှိခဲ့ပါတယ်လင်းလင်းနဲ့ချစ်သူဝေတို့ဟာနှစ်ဦးတွဲပြီးပရဟိတလုပ်ငန်းနဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာအတက်တရောပါဝင်နေပေမဲ့သူတို့ရဲ့စီးစိမ်သုံးစွဲမှုပုံစံတွေကတိတိတသာမရှိပါဘူးမထင်မရှား YouTube ဖန်တီးသူတွေတောင်30ကြီးဝင်ငွေရှိနေတဲ့အချိန်မှာသူတို့နှစ်ဦးကိုတိုက်ခိုက်ပြောဆိုမှုတွေဟာနိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်သာဖြစ်တယ်လို့တချို့ကရှုမြင်ကြပါတယ်လင်းလင်းတို့ဆိုတာတော်လှန်ရေးကိုအကုန်ကူလို့သူတို့ကိုတတိထားဖို့ဆိုပြီးပြောဆိုခံရတဲ့အထိအားထက်ပါဝင်နေကြတဲ့သူတွေပါလို့အမည်မဖော်လို့သူလူငယ်တဦးကလည်းမှတ်ချက်ပေးခဲ့ပါတယ်ဒီဝေဖန်မှုတွေဟာလက်ရှိတော်လှန်ရေးလှုပ်ရှားမှုတွေကိုတိုက်ခိုက်မှသာရှင်သန်ရပ်တည်နိုင်တဲ့အဖွဲ့အစည်းတွေဒါမှမဟုတ်လူပုဂ္ဂိုလ်တွေစီကလာတာဖြစ်တယ်လို့လည်းအချို့ကသုံးသပ်ကြပါတယ်ဒီလိုအပြင်ကွဲလွဲမှုတွေဟာတော်လှန်ရေးကိုထောက်ခံတဲ့ပြည်သူတွေကြားမှာနားလည်မှုတွေရှိပြီးသားဖြစ်ပေမဲ့ဘယ်ဘက်မှမပါဝင်မင်းဘာကောမှလေးလေးနက်နက်အာရုံမစိုက်ကြတဲ့လူတချို့အနေနဲ့ကတော့အပေါ်ယံမြင်နဲ့ဆုံးဖြတ်မှုတွေပြုလုပ်တတ်တာကြောင့်တတိထားတဲ့ကြောင့်ထောက်ပြပြောဆိုမှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်။နာမည်ကျော်ပုဂ္ဂိုလ်ရဲ့စီးစိမ်ဥစ္စာပိုင်ဆိုင်မှုနဲ့သုံးစွဲမှုတွေဟာလူမှုရေးနိုင်ငံရေးရည်တည်ချက်တွေပေါ်မူတည်ပြီးပြည်သူမြင်နေကွဲပြားနိုင်နေဆိုတာကိုဒီဖြစ်ရပ်တွေကပြသနေပါတယ်။ဒါကြောင့်ပြည်သူလူထုအနေနဲ့အချက်လက်တွေနဲ့အကြောင်းအရာတွေရဲ့နောက်ွယ်ကအရင်းခံအကြောင်းတွေကိုနားလည်ဖို့လိုအပ်ကြောင်းကိုလည်းတတိပေးလိုက်ပါရစေဆက်လက်ပြီးကိုအန်ကန်အောင်ကလည်းလင်းလင်းကစစ်တပ်နဲ့ဆွေမျိုးတော်နေသူတွေကိုလက်မခံမှုဆိုပြီးပြောလို့ပြည်ထိုးစစ်စိတ်တာပောက်ခဲ့ဘူးတဲ့ရန်သူကိုတောင်မိတ်ဆွေဖြစ်အောင်လုပ်ရမယ့်အစားမိတ်ဆွေကိုပါရန်သူဖြစ်အောင်လုပ်နေတဲ့ခံယူချက်ပဲလို့သတ်မှတ်ခဲ့ပါတယ်တဲ့ဒါပေမဲ့လင်းလင်းကိုမကြိုက်ုံနဲ့အမုန်းတရားစိတ်ဓာတ်ကိုအခြေခံပြီးအဂတိမကင်းတဲ့ကိုယ်စိတ်ဓာတ်နဲ့သူတို့ကတခိုးတွေပါကွာဆိုပြီးပြောစရာအကြောင်းမရှိကြောင်းလင်းလင်းနဲ့ချစ်သူဝေတို့ဟာတစ်ချိန်လုံးကစိတ်ကူးသားဖို့မတက်နိုင်တဲ့နှလုံးရောဂါတဲ့ကလေးတွေကိုသူတို့ရဲ့ဖောင်ဒေးရှင်းကနေစိတ်ကူးပေးတာတွေလုပ်ပေးခဲ့ပူပါတယ်။သူတို့ပြင်လာတဲ့နိုင်ငံသားကဆရာဝန်ကြီးတွေဆိုတာတကယ် specialist တွေအဲ့ဒီဆရာဝန်ကြီးတွေမြန်မာနိုင်ငံကိုရောက်လာတဲ့အချိန်မှာတချို့သောတထေးကြီးတွေကသူတို့သားသမီးလေးတွေကိုပြဖို့အတင်းကျပ်တောင်းပန်ခါရပြီးပြင်လာတော့ခြေကြောကတနာရီကိုအဲ့ဒီကငွေ300လောက်ကြော့ရတဲ့ဆရာဝန်ကြီးတွေအခုငွေနဲ့ဆိုရင်600လောက်ပေးရမယ်။အဲ့ဒီလိုကလေးတွေကိုလုပ်ပေးခဲ့တာပြင်သူတို့လုပ်ပေးခဲ့တဲ့တခြားသောပရာဟိတတွေလည်းအများကြီးရှိသေးတယ်။သူတို့လမယားကအဲ့လိုတွေလုပ်ပေးခဲ့တာတောင်မြမအထာဖြူဖြူထွေးဟိန်းတူအောင်ဇွဲထက်တို့လိုကြွယ်ပြခဲ့တာမဟုတ်ဘူး။ဈေးကွက်မျောတဲ့လူပိန်းကြိုက်တာဆန်ထားတွေသူတို့မလုပ်ဘူး။တူတူတိတ်တိတ်ပဲနေခဲ့လုပ်ပေးခဲ့ကြတာ။ငွေတသိန်းကို2အုပ်လောက်ကင်ကင်မရာ15လုံးလောက်နဲ့ထောက်ပေါင်းစုံကဓာတ်ပုံရိုက်ပြီးလူတွေဖြူဖြူထွေးထားနေပဲနေသားကြနေတဲ့မြမတာဆက်အတိုင်းဝိုင်းအတွက်ကတော့သူတို့ကိုဆွဆဲစရာတွေဖြစ်နေလိမ့်မယ်လို့ဆိုတာ၎င်းရဲ့အမြင်ကိုရေးသားထားပြီးတဲ့နောက်ရေတန်ကွက်ဆက်ပွဲကရတဲ့အလူငွေတွေနဲ့ဝယ်ရဲဆိုတဲ့ဆွဆွဲချက်တွေကိုလေကိုမင်းဝင်းကရေတန်ကွက်ဆက်ပွဲအစီအစဉ်မှုအစအဆုံးကိုလည်းအသေးစိတ်ကအစ၎င်းပါဝင်ခဲ့ကြောင်းနေဆက်ကြနိုင်ကရေတန်ကွက်ဆက်အကြောင်းမဟုတ်တန်ရာပြောနေလို့ဝင်ပြောရအောင်မယ်ဆိုကဖြည့်ရှင်းလာခဲ့တာပဲဖြစ်ပါတယ်ရေတန်ရှိုးလို့ဖို့ပါဝင်တဲ့အာတစ်လေးဦးမီတင်စထိုင်နေဒီပွဲကငါတို့ professional ကိုပြန်ချပြတဲ့ပွဲအနေနဲ့စီစဉ်မယ်ရတဲ့ဝင်ငွေကိုတုံးချင်တာတုံးမယ်ကြည့်ချင်မှဝယ်ကြည့်ဆိုပြီးလက်မှတ်ရောင်းမယ်လို့အားလုံးသဘောတူခဲ့ကြပါတယ်ဒီလိုနဲ့ရေတန်ပွဲပြီးတော့ဝင်ငွေထုတ်ငွေအားလုံးကိုကျွန်တော်မင်းကွန်းကပဲစင်းချုပ်ပေးတယ်ပွဲအတွက်ကုန်ကြစိတ်ကကိုလင်းရဲ့စားအုပ်ရောင်းရငွေတွေကနေယူသုံးထားတာမို့အဲ့ဒီငွေတွေကိုပြန်ယူပြီးတော့နတ်အသက်တင်ဝင်ငွေတစ်ခုထွက်လာတယ်ကိုလင်းအပါဝင်အာတစ်လေးဦးစလုံးမီတင်ထိုင်ပြီးဆွေးနွေးတယ်အမျက်ငွေ4ပုံခွဲမယ်တယောက်တစ်ပုံစီရမယ်ဒီပွဲကိုစပြီးလက်မှတ်ရောင်းကလေးကသုံးချင်တာသုံးမယ်လို့ပြောပြီးရောင်းထားတာမို့တခြားလက်ချယူလို့ရတယ်ဒီလိုယူလို့ပြောလာတဲ့သူရှိရင်လေတာဝန်ယူဖြည့်ရှင်းပေးမယ်ဆိုပြီးပြောတယ်နောက်ထပ်ဆွေးနွေးတယ်အကိုနဲ့ထရီစာရမယ့်အပုံ2ပုံကိုအကိုတို့ကအကုန်လုံးအကိုတို့ထောက်ဖို့ခြင်းတဲ့နေရာကိုထောက်ဖို့မယ်တစ်ဆက်ထဲမှာဆက်ပြောတယ်အကိုတို့ကထောက်ဖို့လို့ကိုတောင်းတဲ့ဆရာတဲကလိုက်ပြီးထောက်ဖို့ဆရာမလိုဘူးကိုဝေစုကိုကြိုက်တယ်လို့စီမံလို့ရတယ်လှူခြင်းလူယူခြင်းယူလို့ပြောတယ်နောက်ဆုံး4ယောက်စလုံးသဘောတူသွားကြတဲ့အချက်ကအကုန်လုံးမြေပြင်ကိုရေတန်ခေါင်းစင်နဲ့ပဲထောက်ဖို့မယ်ဆိုပြီးဖြစ်သွားတယ်အဲ့ဒါကိုဟိုကောင်နေဆက်ကြနိုင်က
ဗယံပရာဖာစကားနဲ့ဟိုကကြားတာလို့ဒီကကြားတာလို့နဲ့စောက်တင်းအုပ်ပြီးလူသိရှင်ကြားဖျဲခံရတော့ဟိုလိုဒီလိုရှောင်ထွက်ဖို့စူးစမ်းနေတယ်ဒီလိုကောင်မျိုးကအတွင်းစည်းမှာဝင်ပြီးတက်ရှိုးသွေးခွဲတဲ့ကောင်မျိုးမို့တက်ကမိုးညိုထက်ပိုရွေစရာကောင်းတဲ့ကောင်မျိုးလို့သတ်မှတ်ရမယ်ရီတန်မှာပါတဲ့အာတစ်လေးဦးစလုံးတက်ရှိထင်ရှားရှိသေးတယ်အကုတ်ထဲရှင်လို့ရတယ်29ရက်ဒီဇင်ဘာ2024မှာရီတန်ကွင်းဆက်စပြတယ်23ရက်မတ်လ2025မှာရရှိငွေအလုံးထောက်ပို့မှုပြီးစီးတယ်ဆိုကရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးမပန်စေလူကတော့ထပ်မပြောတော့ဘူးလို့ထားတာအရင်ကလည်းပြောဘူးကြောင်းအခုတိုက်ဆိုင်လာလို့ထပ်ပြောလိုက်အောင်မေတော်လန်ရေးမှာရန်သူကရန်သူအလုပ်လုပ်မှာပဲတဲ့ခက်တာကကို့လူတွေကကို့အငုံစိမ့်နဲ့ကိုရန်သူအလုပ်ကိုဝင်လုပ်ပေးနေကြကြောင်းကိုရှိရက်ကကြေညာခဲ့တဲ့တော်လန်ရေးဖယ်ရီစင်းတွေအကုန်ရန်နာပါတယ်ဆိုတဲ့ကိစ္စကအဲ့ဒါကြောင့်ပါပဲတဲ့ရန်သူရဲ့တိုက်ခိုက်မှုကြောင့်နားလိုက်တာမဟုတ်ဘူးရန်သူရဲ့တိုက်ခိုက်မှုကိုကို့အငုံစိတ်ခံနေပေါင်းပြီးနားယောင်တကြတဲ့တော်လန်ရေးဘက်ကပါဆိုတဲ့လူတွေကြောင့်ကိုစိတ်နာဆုံးကအဲ့ဒါပဲတကယ်ပြောတာတွေးလိုက်တိုင်းအသေးခိုက်အောင်နာတာအဲ့ဒီကိစ္စပဲရန်သူဆိုတဲ့ကောင်တွေရဲ့တိုက်ခိုက်မှုတွေကြောင့်နာကျင်ရတာမဟုတ်ပဲအလံတစ်ခုရဲ့အောက်အတန်တစ်ခုရဲ့အောက်ကယုံကြည်ထားမိသူတွေရဲ့စင်ကြင်ုံတရားဆင်းရဲမှုကြောင့်နှုတ်ဆက်နေရမှုတွေကြောင့်ပဲကိုပြောတာယုံကိုကဒီတန်းကိုနှစ်ချီခန်းစားခဲ့ရတဲ့သူမို့ကိုပြောတာယုံလိုက်စောင့်ကြည့်ဘေးရင်ဟောလိုက်မယ်ဒီတော်လန်ရေးကိုထိရောက်စေတဲ့သူတွေမှန်သမျှတယောက်ပြီးတယောက်ဆက်ဖြိုမှာဒီတော်လန်ရေးကိုအကြီးဆုံးငွေရှာပေးနိုင်တာဘယ်သူလဲပန်ဆယ်လိုလားဒါဆိုပန်ဆယ်လိုကိုဖြိုမယ်ပန်ဆယ်လိုကရန်နာလိုက်ပြီနော်โอเคနောက်ထပ်တော်လန်ရေးအတွက်ငွေရှာပေးနေတဲ့သူကဘယ်သူလဲအဲ့လူကိုဆက်ဖြိုမယ်အဲ့လူရက်သွားပြီနော်နောက်ထပ်ဘယ်သူလဲနောက်ထပ်အဲ့ဒါကလင်နာကြပဲအဲ့လိုပဲသွားမှာအဲ့လိုပဲလာမှာပန်ဆယ်လိုက Parisien project တွေရန်နာလိုက်ပြီဆိုတာနဲ့မရှိမနှောင်းမှာလင်းတို့ချစ်သူဝေတို့အမေရိကမှာအိမ်ဝယ်လိုက်ပြီးတန်းလာတာအဲ့ဒါကိုတိုက်ဆိုင်မှုလို့ထင်နေလားအဲ့ဒါကပုံမှန်မဲလို့ထင်နေလားကိုကတော့လေဒီအကွက်ကိုတုံးနေတဲ့လူတွေကိုမအံ့ဩဘူးဒီဖန်တရားဒီအကွက်ကြီးထဲမှာမပြင်းနိုင်မရှိနိုင်ဝင်အသုံးချခံနေတဲ့ခမားတို့ရဲ့အငုံစိတ်တွေကိုပဲတနာတာမတရားမှုကိုတော်လန်နေဆိုတဲ့ခေါင်းစဉ်အောက်မှာနေပြီးကိုရင်တွေကမနာလိုစိတ်မစ္စရိယစိတ်တွေကိုတောင်မချိုးနိုင်နိုင်မေမတရားဆွဆွဲထက်ကြတဲ့နှလုံးသားအပုပ်တွေကိုယွန်းတာကိုကဒီလိုလူမျိုးတွေနဲ့အပြိုင်စိတ်ကောက်ပြီးတော်လန်ရေးကိုကြောခိုင်းသွားမှာမဟုတ်ဘူးကိုစွမ်းဆောင်နိုင်ရနေရာကနေဆက်တော်လန်နေမှာကိုစူးစမ်းချိန်မှလေအကောင်ဆုံးစူးစမ်းပြီးအကောင်ဆုံးရလက်တွေယူပြီးခဲ့တယ်ကိုရုံးကန်တောက်ခံနေစဉ်အချိန်မှလေဘသူ့ကိုမှအာမကိုခဲ့တယ်လို့ဘသူ့ကိုမှအပြစ်မဖို့ခဲ့ဘူးရံမုံငွေရှာဖွေပေးခြင်းကိုကိုရက်တန့်ပြစ်ချိန်မှလေအပြစ်အဝလိပ်ပြလုံးလုံးနဲ့နောင်နာမရှိရက်တန့်ပြစ်ခဲ့တာမေးချင်တာကနှလုံးသားအပုတ်ကြီးနဲ့တော်လန်ချင်အောင်ဆောင်နေကြတဲ့ကောင်တွေအနေနဲ့ဒီလိုမျိုးစိတ်သက်တွေနဲ့တော်လန်ရင်စစ်အာဏာရှင်ပြုတ်ကျသွားမယ်လို့တကယ်ယုံကြည်နေတာလားဆိုတာမျိုးလုံးချင်းစုံပြီးမေးချင်တာကိုကတော့ကိုထမ်းနိုင်တဲ့အလေးဆုံးဝင်ကိုထမ်းခဲ့ပြီးမို့ဘာနောင်နာမှရှိနေမှာမဟုတ်ဘူးဘသူရဲ့တနာကိူနာကိုမှလက်ဖြန့်တောင်းခံနေမှာမဟုတ်တလို့ကိုနာကျင်ရသမျှတွေသက်ဆိုင်သူတွေရှိကအတိအကျပြန်ယူမှာမို့ပြန်ယူနိုင်မယ်လို့ယုံကြည်ချက်လည်းရှိတာမို့ကိုခေါင်းမော့ရင်ကော့ဂုံယူနေသေးပဲဒါပေမဲ့ဒီလိုကောင်စားတွေကိုပြောချင်တာကတနေ့နေ့မှာစစ်အာဏာရှင်စနစ်ဆိုးကြောင့်ထိခိုက်ဆုံးရှုံးခဲ့ရတဲ့အရာတွေကခမရတို့နဲ့သက်ဆိုင်လာတဲ့အခါခမရတို့မိသားစုနဲ့သက်ဆိုင်လာတဲ့အခါခမရတို့ချင်းရသူတွေနဲ့သက်ဆိုင်လာတဲ့အခါဘသူကြောင့်ဘေးဝါကြောင့်လို့ရှက်ရမရမေးမှန်တစ်ချက်ရှိမှထောင်ပြီးရှိသမျှလက်ညှိုးအားလုံးကိုမျက်နာကိုထူရဲတဲ့တက်တီလီတော့မွေးထားကြပေါ့ရန်သူကရန်သူအလုပ်လုံးမှာပဲကိုကရန်သူအလုပ်လုံးနေပြီလားတွေးပြီးရှက်တက်ကြဖို့ဆိုတာပါပဲဒေါ်လာရင်းက9နှစ်နီးပါးရှိလာခဲ့ပြီဒေါ်လာရင်းကိုနှိခွေးစေတဲ့အကြောင်းအရာတွေထဲမှာငါတို့ရဲ့ mindset တွေကြောင့်ပါနေမလားဆိုတာလေပြန်တွေးကြည့်ကြစေချင်သည်ရန်သူတေးသွားမှာကပြအတုံးတော်ခံနေကြသူ၍ရွှေပြည်တော်ဟာမျောတိုင်းဝင်းနေကြအောင်မယ်ဆိုတာတတိကကြသစ်မီဖြစ်ကြောင်းတတိပေးလာခဲ့တာပဲဖြစ်ပါတယ်ဆက်လက်ပြီးနောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာလေးကတော့ဆိုမာလီငိမ့်ချမ်းခေါ်တမီဆိုတယောက်အမေရိကမှာရှိစဉ်အခါတုန်းကအေတင်ကိုအားရိုင်းဆိုင်စွာတပုတ်လီလင်းတွေလိုက်လွင့်ပြောဆိုထားတာကြောင့်အေတင်ကိုကမြန်မာပြည်ပြန်ရောက်နေတဲ့တမီဆိုကိုထိတ်တိုက်လာရောက်တွေးဆုံပြီးဖြည့်ရှင်းပေးရန်တောင်းဆိုမှုကိုတမီဆိုကထွက်ပြေးတိမ်းရှောင်နေတာပဲဖြစ်ပါတယ်အေတင်ကိုကတမီဆိုရဲ့ဒီနေရာလာရောက်ပြောပြပေးနိုင်တဲ့သူကိုလေတိမ့်တရာချိမြင့်ပေးမယ်လို့ကြော်ညာထားတာပဲဖြစ်ပါတယ်တမီဆိုကတော့မန္တလေးရောက်လိုက်ရန်ကုန်ရောက်ပြီးပြောလိုက်နေအေတင်ကိုရင်မဆိုင်ရဲပဲထွက်ပြေးတိမ်းရှောင်နေခဲ့တာကြောင့်ပြည်သူများရဲ့လှောင်ပြောင်မှုကိုခံနေရပြီးကျော်တီဟာမာဂီဆိုတဲ့အကောင့်ပိုင်ရှင်ကလေတမီဆိုတယောက်တစ်သက်လုံးလူတကာကိုဆဲဆူမိုင်းရိုင်းစော်ကားခဲ့သမျှအခုတော့အဲ့ဒီလူတွေရဲ့တတိယကမှာစောက်ဖက်တောင်မစင်နိုင်ရှာတော့ကြောင်း2021ခုနှစ်တုန်းက
နင်ငါကိုအသက်လွတ်ကြီးဆဲထားတာငါကမေ့သွားတာမဟုတ်ဘူးနောက်ဆို Facebook ပေါ်တက်စောက်စီယာမကြီးလောက်တိုင်းနင်ဟာဆောက်ပေါ်မကြီးဆိုတာလူတိုင်းသိကုန်ကြပြီတဲ့လွန်ခဲ့တဲ့10နှစ်ကလိုလူအုပ်နဲ့နင့်ကိုရောကိုက်ဖို့စောင့်နေကြတော့ကခွေးပြေးဝက်ပြေးပြေးခဲ့တယ်လို့လူတစုလောက်ပဲတီးပြီးတိတ်တိတ်ကြိတ်ပြီးသွားတာမဟုတ်တော့ဘူးတဲ့အခုကတလောကလုံးနင်ဆောက်ပေါ်မကြီးဆိုတာသိသွားကြပြီတဲ့နင်ဟာဆောက်ပေါ်မကြီးနင်နဲ့တန်တဲ့ထိုင်ကုန်ကဆောက်ပေါ်ဆိုတဲ့ခုံမဲတဲ့နောက်ဆိုဆောက်ပေါ်လို့တက်ထားတဲ့ထိုင်ကုန်တွေများနင့်ဖိတ်တဲ့ပွဲမှာတွေ့ရင်ဝင်ထိုင်သိလားအဲ့ဒါနင့်ပြောတာဆိုကရေးသားထားတဲ့အခါမှာတော့မပန်ဆယ်လူက၎င်းရဲ့ပို့အောက်မှာပဲတို့နဲ့တွေ့တော့ကငိမ့်ချမ်းမပြားနေကြောင်း Facebook ပေါ်တောင်တစ်ပတ်လောက်ပြောက်အခုလဲအေတင်ကိုနဲ့ထက်နိုင်ခံရငိမ့်ချမ်းမအေးအီမာတွေကိုထရော်မာရနေလောက်ပြီဖလော်ရီဒါသွားပြီးထိုင်ဆောင်ရင်ရောလာနိုင်မလားတို့တွေသားဆောင်ကြမလားဆိုကဆိုမာလီငိမ့်ချမ်းခေါ်တမီးစိုးကိုလောင်ပြောင်နေကြတာပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ရှောင်ပြေးနေတဲ့တမီးစိုးကိုအေတင်ကိုကတရားစွဲတော်မှာဖြစ်ကြောင်းသူမအားချောင်းစောကပြောဆိုထားတဲ့လိုက်ဗီဒီယိုတွေနဲ့တကွတင်ညာထားတာပဲဖြစ်ပါတယ်ပရိသတ်ကြီးတွေအနေနဲ့လည်းဆိုမာလီငိမ့်ချမ်းခေါ်တမီးစိုးအတွက်မှတ်ချက်လေးတွေရေးပြီးအားပေးသွားကြပါအောင်လို့ပြောကြရင်ဒီမှာပဲညီကုန်းချုပ်လိုက်ပါရရှင်အားလုံးပဲကိုရောစိတ်ပါကျန်းမာချမ်းသာကြပါစေရှင်